နေ့ခါဖုံးမီလေးတင်ပေးထားရပါတော့ဖုံးမီပြီးတော့တိုင်တိုးတက်မှာဖြစ်ပါတယ်အခြေခံတိုင်တိုးလေးကိုထုတ်ပြပေးသွားပါမယ်ဒီနေ့ကဖုံးမီလေးကိုပြန်ထွင်ပြမယ်ပေါ့နော်လက်တန်းအောက်ရဲ့လက်ညှိုးအောက်ကနေရစ်ပါတယ်ခြေလေးကိုဒီမှာအခုကိုဘက်ကနေဆွဲအဲ့လေးခြေလေးကိုတရရပြီးအထက်ကိုထက်ကိုဘက်ကနေချိတ်ခြေလေးကိုအထက်သွင်းကိုဘက်ကနေချိတ်ခြေလေးကိုအထက်သွင်းတိုင်တိုးလေးပြီးသွားတယ်ပေါ့နော်ဖုံးမီလေးရသွားပြီပေါ့နော်ဒီဖုံးမီလေးကိုအများကြီးအချိန်ကြာကြီးထိုးစေချင်ပါတယ်ဒီလက်ဆွဲအားလေးလည်းငြိမ်သွားအောင်ဖုံးမီလေးကစတိုးတဲ့အချိန်မှာဒီဥစ္စာလေးကကွေးတာတွေပွာတာတွေမညီတာတွေဖြစ်ပါတယ်အဲကြောင့်ဖုံးမီလေးကိုအချိန်ကြာကြီးလို့လေးဖြစ်ညီအောင်ပေါ့နော်အချိန်ကြာကြီးထိုးစေချင်တယ်ပေါ့နော်လက်လေးလည်းငြိမ်သွားပြီဖုံးမီလေးလည်းလိုလေးညီညီလေးဖြစ်သွားပြီဆိုရင်တိုင်တိုးလေးတက်လို့ရပါပြီတိုင်တိုးကဒီခြီလေးဝင်ထားတဲ့အကွင်းလေးရဲ့နောက်အပေါက်လေးကိုထည့်လိုက်ပါဖုံးမီပေါက်လေးကိုထည့်ခြီလေးကိုချိတ်ယူပြီးတော့ယူလိုက်ရင်ဒီလိုနှစ်ခုလေးဖြစ်သွားမယ်ပေါ့နော်အဲ့ဒီနှစ်ခုလေးတဲ့ကိုခြီလေးကိုချိတ်ပြီးထည့်လိုက်ပါနောက်တစ်ခေါက်ထပ်ပြပေးပါမယ်သူ့ရဲ့ဖုံးမီလေးနောက်ပေါက်ဖုံးမီလေးတဲ့ကိုထည့်လိုက်မယ်ခြီလေးကိုချိတ်ပြီးတော့ယူလိုက်ပါမယ်ယူလိုက်တဲ့အခါနှစ်ကွင်းဖြစ်သွားပြီပေါ့နော်အဲ့ဒီနှစ်ကွင်းနဲ့ကိုခြီလေးကိုထပ်ချိတ်ကိုယ့်ဘက်ကနေထပ်ချိတ်ပြီးတော့ယူလိုက်ပါဖုံးမီပေါက်လေးတဲ့ကိုထက်ခြီလေးကိုချိတ်ယူနှစ်ခုဖြစ်သွားပြီအဲ့ဒီနှစ်ခုလေးတဲ့ကိုယ့်ဘက်ကနေခြီလေးကိုဆွဲပြီးချိတ်ယူပြီးတော့အဲ့ဒီနှစ်ခုလေးတဲ့ကိုထက်ဖုံးမီပေါက်လေးတဲ့ကိုထည့်မယ်ခြီလေးကိုချိတ်ယူမယ်နှစ်ခုဖြစ်သွားတဲ့အခါမှာခြီလေးကိုချိတ်ပြီးအဲ့ဒီနှစ်ခုလေးတဲ့ကိုထည့်ပါဒါကိုတိုင်တိုးလို့ခေါ်ပါတယ်ရှင်ဒီမှာတိုင်တိုးလေးပေါ့နော်ဒါလေးကတိုင်တိုးလေးပါတိုင်တိုးလေးရသွားပါပြီတိုင်တိုးကနေတိုင်တိုးထက်အပေါ်တောင်တက်နေလေးကိုတစ်ခါထည့်ပြသွားပေးမယ်ပေါ့နော်တက်တော့မယ်ဆိုရင်ဒီလိုလေးနောက်ကူလှည့်လိုက်ပါလှည့်ပြီးတော့ဒီမှာဖုံးမီအပေါက်လေးတွေရှိတယ်အောက်ဘက်ကသွင်းတာရှိရဘောကသွင်းအဲ့တော့နီးတယ်ပေါ့နော်ဒါပေမဲ့ကြောအောက်ဘက်ကနေပဲအရင်ဆုံးသွင်းပြပေးပါမယ်သူ့ရဲ့အောက်ကြားလေးမှာရှိတဲ့အထက်ကိုထည့်ဒီခုနလိုမျိုးတိုင်တိုးနှစ်ခုဖြစ်ပြီးဒါလေးကိုဆွဲပြီးထည့်လိုက်ပါဒီရဲ့အပေါက်လေးတွေကိုထည့်မယ်ချိတ်ပြီးယူမယ်ဆွဲပြီးတော့ဒီထက်ကိုထည့်မယ်အပေါက်လေးတွေကိုထည့်ခြီလေးကိုချိတ်ယူနှစ်ခုဖြစ်သွားမယ်ထည့်မယ်ဒါတိုင်တိုးပေါ်ကိုတိုင်တိုးတက်တာပေါ့နော်အဲ့လိုမျိုးလေးနဲ့တိုင်တိုးတက်နည်းကိုဒီလိုမျိုးအဆုံးတက်ပြီးဟိုဘက်ဒီဘက်အဲ့လိုမျိုးအလှည့်လေးတွေကိုအများကြီးလက်ညီအောင်ထိုးသွားပြီပေါ့နော်အဲ့လိုမျိုးလက်ညီပြီးညီလေးဖြစ်သွားပြီဆိုရင်ရပါပြီအားပြီးနောက်မနေ့ပြန်ကြရင်ကြောကတိုင်လက်တင်ပေးသွားပါမယ်ကြောရဲ့ YouTube channel လေးကို subscribe လုပ်ပေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်